ဒီကကွာကျွန်တော်ရဲ့အကျင့်ကဘလောက်ပဲညကမူးပြဲနေအောင်တောက်တော့မနက်ကိုပြန်မဖြေဘူးတကယ်မနက်ဆိုရင်ပြို့လေဒါလေးသိစေချင်တာကျွန်တော်ကောင်းတဲ့တစ်ခုကကျွန်တော်တစ်ခုပဲလုပ်တယ်မနက်ကိုဘရောမှဘီယာဘူးဖောက်မတော့အရင်ကြီးဆိုးရင်တော့တောက်တယ်တော်တော်ကြီးဆိုးဆိုးဝါးဆိုတော့ဘီယာကိုတောက်လိုက်တယ်ဘီယာတန်ဘူးကိုမအေးတာလေးပေါ့နော်မအေးတာတောက်ရင်ကိုခေါင်းကိုက်တာတက်တာလေဒါဖြေတယ်နည်းကိုပြောဒါပေမဲ့အဲ့လိုဖြေလိုက်ပြီဆိုရင်ကွာရက်သမားဖြစ်တော့မှဒီပေါ်မှာမိခိုတော့မှဒီအဲ့တော့ဘာမှမလုပ်ဘူးကျွန်တော်ဘာလုပ်လဲဆိုရင်တကယ်တမ်းကောင်းကိုက်တယ်ဆိုရင်ခုနပြောရကွာ hand fresh တို့ multivitamin တောက်လို့နည်းနည်းလေးခေါင်းမချီသေးဘူးဆိုရင်ဒီလက်ဖက်6ဒီ green tea ဒီမဲ့ကျွန်တော်ထုတ်ထားတာဒါလက်ဖက်6ဒါ green tea လို့ခေါ်တယ်ဒါပင်လောင်းကနေပူထဲမှာမထားရဘူးနေပူထဲမှာမဟုတ်ဘူးလားလက်ဖက်6ကသူကအဲ့လက်ဖက်6နဲ့ဒါရှမ်းနီးပေါ့ထမင်းဖြူနေပေါ့ဒါလက်ဖက်6တယ်လားကျွန်တော်ပြမယ်နော်လက်ဖက်6လေးပါတယ်အဲ့ဒါရှမ်းနီးလို့ခေါ်တယ်အဲ့ green tea နဲ့လက်ဖက်6နဲ့ဒါလေးကိုထမင်းလေးကိုစားလိုက်ရင်အဲ့ဒါဆိုရင်ဒါဖြေတာပဲဘာမှမထည့်နဲ့ဘာမှမထည့်နဲ့ဒါ green tea လို့ခေါ်တယ်ဒါကျွန်တော်ဟောရတယ်အတော့သမားတွေဘီယာရက်တော့ဘီယာတော့မနက်ကိုခေါင်းကိုက်လာရင်မကြည့်ဘူးဆိုရင်မတော့နဲ့ဒီမဲ့ green tea လေးနဲ့လက်ဖက်တော့ဒါလက်ဖက်6လေးဘာမှ platinum ပေါ့သူက sorry ရှမ်းပင်လောင်းကဒါ green tea အစစ်နော်အဲ့ဒါလေးနဲ့အဲ့လုံးဝကြီးတောက်ရှင်း green tea ရယ်သမင်းဖြူလေးရယ်ဒါပဲဒါဖြေတာကျွန်တော်ဖြေတဲ့နေ့ကအဲ့ဒါလေးပဲလားသွားအဆိုင်လည်းမထီတော့ကျွန်တော်အရင်တော့ပြီးမနေ့ဆိုပြုတ်ပြီးရင်ဒါချတယ်အစာဘာမှအဆိုင်လေးမစားတော့ပြည်နေပြနေအရင်သမားမဖြစ်သွားအောင်လို့မနေ့ကတောက်လိုက်ပြီသွားပြီမစားဇက်တိုက်စားတော့တာဇက်တိုက်တောက်တော့တာတော်ပြီလေသမင်းဖြူလေးနဲ့ green tea လေးနဲ့ရဲမိုက်ကောင်းမကြိုက်တော့မဟုတ်ကြိုက်ပြောလို့တောက်ဆိုင်ဖြစ်နေတော့တောက်ကြမလို့တော့လေအဲ့တော့အချိုကြလည်းကာဗီဇာဖြစ်သွားတယ်ကွာသမင်းရောအများကြီးမစားတော့နည်းနည်းလေးပေါ့ဒါပေမဲ့အဲ့ဒါဖိုင်လည်းမထီတော့ဘူးအရင်တောက်တာများရင်စီမစားနိုင်စီစားရင်